မင်္ဂလာပါရှင်ဒီနေ့မှာတော့အိမ်မှာကျမကင်လေးလှုပ်ရှားဖြစ်ပြီးတော့အရန်လွယ်ကူတဲ့အတွက်ကြောင့်မို့လို့လုံနီးလေးကို sharing လုပ်ပေးလိုက်ပါတယ်ကျမကင်လုပ်ဖို့အတွက်ဆိုလို့ရှိရင်တော့အသားကြီးပဲလိုပါမယ်ပြီးရင်တော့ဒါကတော့ကျမသုံးတဲ့ spices ပါနော်ဂျင်းသားပြရိုက်ထားတာထည့်ပါမယ် sweet pepper ထည့်ပါမယ်စားထည့်ပါမယ်ငရုတ်ကောင်းမုန့်ထည့်ပါမယ်ပြီးရင်တော့ Chinese 5 spices powder ထည့်ပါမယ်ကြက်ရီမုံသားတွေကိုကျမကခု spices တွေနဲ့ရောပြီးတော့မှရေကိုမြုပ်ယုံလေးပဲထည့်ပြီးတော့မှစက်သားတွေစက်တဲ့အထိပြုတ်ထားပေးရပါမယ်ရေလဲခမ်းသွားမယ်စက်သားလဲစက်သွားပြီဆိုလို့ရှိရင်တော့ကျမတို့အေးခံထားပါမယ်စက်သားကနည်းနည်းအေးသွားပြီဆိုလို့ရှိရင်တော့အလွယ်တကူမှွားလို့ရတဲ့အနေထားဆိုလို့ရှိရင်တော့မိမိစိတ်ကြိုက်အခုလိုမျိုးမှွားပြီးတော့ထားပေးရပါမယ်ပြီးရင်တော့စီအနှဲငယ်ဖြန်ပေးထားပါမယ်အဲ့ဒါမှair fryer နဲ့ကနက်ခါကြလို့ရှိရင်ကျွတ်လေးနဲ့ရတာရှိတဲ့ကျမကင်လေးရရှိမှာဖြစ်ပါတယ်အခုလိုမျိုးစီထည့်ထားပြီးဆိုလို့ရှိရင်တော့မှွားထားတဲ့ချက်သားတွေကို air fryer ထဲထည့်ပြီးတော့မှပထမဦးဆုံး200ဒီဂရီနဲ့10မိနစ်ကင်ပါမယ်ကဲ10မိနစ်လည်းပြည့်သွားပြီဆိုတော့ဒဝါလေးကိုဆွဲပြီးတော့ထုတ်ကြည့်မယ်ပြီးရင်ချက်သားလေးတွေကိုဟိုဘက်ဒီဘက်လှန်ပေးထားမယ်ပြီးရင်စီအနှဲငယ်ကိုထပ်ဖြန်းပြီးတော့မှဒီတစ်ခါမှာကတော့9မိနစ်ပဲกินပါမယ်เนาะ9မိနစ်ပဲกินပြီးတော့မှ9မိနစ်ပြည့်တယ်ဆိုလို့ရှိရင် drawer လေးကိုဆွဲထုတ်ပြီးတော့မှစက်သားအနှံ့လေးမွေးနေရအတွက်ကိုပင်းတော်သိန်းလေးကိုထည့်ပြီးတော့မှ3မိနစ်ဆက်ပြီးတော့မှกินပါမယ်3မိနစ်ပြည့်သွားပြီဆိုလို့ရှိရင်တော့ drawer လေးကိုဆွဲထုတ်ပြီးတော့မှသုံးဆောင်လို့ရပါပြီဒီကျမကြော်လေးအားဆိုရင်ဖြင့်စားကောင်းရုံနဲ့မကဘဲနဲ့စီကုံအချိန်ကုန်သက်သာပြီးတော့မှကျမကြီးနဲ့လည်းညီညွတ်တဲ့အတွက်ကြောင့်မို့လို့အိမ်မှာလိုက်လို့စားကြည့်ကြနော်အားလုံးပဲအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် Thank you for watching bye bye